promotion ရဲ့အဆက်ကလေးလာပါပြီရှင်နှစ်ထပ်ကွန်း promotion ကအရှိမမသိတဲ့သူတွေအတွက်ဗာလေးလဲဆောင်မင်းထပ်ပြီးတော့ပြောပြပေးပါမယ်ရှင်နှစ်ထပ်ကွန်း promotion ဆိုတာမင်းတို့ပထမတစ်ထပ်ကတော့9800ရောင်းတဲ့လက်တော်လုံးကြီးခွင်းတွေကို4800နဲ့1000 safe နဲ့ရမှာဖြစ်ပြီးတော့နောက်ထပ်တစ်ခုကတော့တစ်ထည်ဝယ်တာနဲ့ကိုမင်းတို့ကတစ်ထည်လက်ဆောင်ကန်ဆယ်ခွင့်ကလေးပါထပ်ပြီးတော့ရောင်းမှာဖြစ်ပါတယ်ရှင်ကဲ2025ရဲ့ year end sale promotion ဆိုလဲမမှားပါဘူးရှင်ကဲနံပါတ်အစင်တက်တွေပေါ့နော်မထပ်ပြီးတော့ပြပေးပါမယ်ရှင်ကဲဒါလေးကတော့နံပါတ်38ပါရှင်ပုံမှန်ရောင်းစည်းကတော့9800ရောင်းပါတယ်အခု double sale promotion နဲ့မှာမထည့်ပြီးတော့ပေးထားပါတယ်9800ကို4800နဲ့ရမယ်အပြင်ကမှတစ်ထည်ဝယ်တာနဲ့တစ်ထည်လက်ဆောင်ကန်ဆယ်ခွင့်ကလေးကလည်းထည့်ရအောင်မှာမို့လို့ကြိုက်တယ်ဆိုလို့ရှိရင် CV လေးကိုအမြန်ဆုံးလေးတော့ပြေးခဲ့ပြီးဖို့လိုပါမယ်ရှင်ကဲဒါလေးကနံပါတ်38ပါရှင်ကဲဒါလေးကတော့39ပါရှင်40လေးပါရှင်အရန်ကိုလာရနော်ကဲ41လေးပါရှင်42လေးပါရှင်43လေးပါရှင်ကဲ44လေးပါရှင်45လေးပါရှင်ကဲ46လေးအရင်လာရနော်ကဲတရားတစ်ထည်စီတာရမှာမို့လို့ကြိုက်တာနဲ့ CV လေးတော့အများဆုံးလေးပြေးပေးရှင်47ရှင်48လေးပါရှင်49လေးပါရှင်50လေးပါရှင်ကဲဒါလေးကတော့51လေးပါရှင်ကဲ52ကလေးပါရှင်53လေးပါရှင်ကဲဒါလေးကတော့54ပါရှင်ကဲဒါလေးကတော့55ပါရှင်ကဲ55အပြင်ကိုပါမင်းကလေဒီအနောက်ကစိတ်ပြထားတဲ့အလှဆုံးချိတ်ကလေးတွေဖြစ်တဲ့ခင်ခင်လေးနဲ့မိုးဆက်ကလေးတွေကိုလည်းမင်းက promotion အနေနဲ့ double sale promotion ပေါ့နော်နှစ်ထပ်ကွန်း promotion နဲ့မှာထည့်ပြီးတော့ပေးချင်တာကြောင့်ဒီလိုလေးတွေပေါ့နော်ဒီဟာလေးတွေကိုကြိုက်တယ်ဆိုလို့ရှိရင်တော့ CD လေးမှာပေါ့နော်ပြတ်ခိုင်းပေးပါရှင်ကဲဒီမင်းတို့အခုပြတ်သွားတဲ့ဒီလုံကြီးလေးတွေကိုကြိုက်နှစ်သက်လို့ဝယ်ယူအားပေးချင်တယ်ဆိုလို့ရှိရင်3994434645ရဲ့ Viber လေးရဲ့399352 993ကိုပေါ့နော်ဆက်သွယ်ပြီးတော့ပဲဖြစ်ဖြစ်ဖုန်းဆက်ပြီးတော့ပဲဖြစ်ဖြစ်ဒါမှမဟုတ်ဘူးဆိုလို့ရှိရင်လည်း Viber နေပဲဖြစ်ဖြစ်ပေါ့နော်ဆက်သွယ်ပြီးတော့ဝယ်ယူအားပေးနိုင်ပါတယ်ရှင်ကဲအရန်နဲ့ကိုတန်တယ်နော်ကဲ special big promotion ကြီးဖြစ်တဲ့အတွက်နှစ်ထပ်ကွန်းအောင်ရမှာဖြစ်တဲ့အတွက်ဝယ်ယူတဲ့သူတွေအတွက်လည်းအရန်ကိုစင်ပြေတယ်မင်္ဂလာလက်မှတ်တွေပါတယ်ရေးမဲ့သူတွေလက်မှတ်ထိုးမဲ့သူတွေအတွက်ဆိုလို့ရှိရင်လည်းအရန်ကိုအစင်ပြေစေလို့ကြိုက်တာတွေ့ရတဲ့ CV လေးကိုအမြန်ဆုံးလေးတော့ပြေးခဲ့ပေးဖို့လိုပါမယ်ရှင်အားလုံးကျေးဇူးတင်ပါတယ်ရှင်